โอเคအားလုံးပဲမင်္ဂလာပါဗျဆော့ကာတီယာမြန်နေပြန်လဲပြီးကြိုဆိုလိုက်ပါကျွန်တော်ဒီနေ့ဗိုလ်တုံးလေးညမှာလဲချန်ပီယံလိကွာတာဖိုင်နယ်ရှုံးထွက်ပထမကျော့ပွဲစဉ်2ပွဲနဲ့တူချန်ပီယံရှစ်က2ပွဲစုစုပေါင်းပွဲစဉ်4ပွဲကိုပြီးပြလာပြီးဖော်ပြပေးတော့မှာဖြစ်ပါတယ်ညညတော့ကိုညီကိုရဲ့အဆင်ပြေကြအောင်မဟုတ်ပါဘူးညညကျွန်တော်အင်တာဘော်ဒီလောက်ပဲရထားပြီးတော့အင်တာဘောက်ကလည်းဒီနောက်ကျကိုတွေနဲ့ခိုးပေါ်ထားပါတယ်ဒီအာဆင်နယ်ပွဲကလည်းအာဆင်နယ်ရဲ့ဒီဒန်ဂလန်ရိုက်ရဲ့ရှေ့စွမ်းပြောင်းနေပြီးပြီးမထွက်တို့နောက်တစ်ကျော့ပြန်လာဖို့ခက်ခဲသွားတဲ့ရီဇက်မျိုးနဲ့အာဆင်နယ်ခြေစွမ်းပြသွားတဲ့အနေအထားမှာရှိပါတယ်ကျွန်တော်ဒီနေ့ရဲ့ preview ပွဲစဉ်တွေကနေစလိုက်အောင်ပထမဆုံးကျွန်တော်ဘာစီလိုနာနဲ့တော့မွန်ဒီပွဲမှာအရှင်ဘာစီကဘော်ဒီကြီးနှလုံး60စားနဲ့ဘူပေါင်းကြီး3လုံးရှုံးမှာခြေပွင့်ထားပါတယ်ဒီနေ့စဉ်ပထမကျော့ချန်ပီယံလိ round 6မှာတော့ငါထိပ်လိုက်ပြုတ်ထားတာရှိပါတယ်အဲ့ဒီပွဲမှာတော့မွန်အိမ်ကွင်းမှာတော့ကဒီဘာစီလိုနာက2-3နဲ့နိုင်ထားပြီးဒီအဝေးဘာစီကအပွဲမှာ level ရှုံးပြီးခြေပွင့်ထားပါတယ်အိမ်ကွင်းဝေးကွင်းပြတရားကြည့်မယ်ဆိုရင်ဒီတလုံးတေလောက်ပဲပေါက်တဲ့အနေထားမှာဒီ quarter final ကျော်မှာတော့အရှင်ဘာစီလိုနာကနှလုံး60စားအထိဈေးခက်ပြင်းပြင်းခြေပွင့်ထားပါတယ်ဘော်ဒီသေးရဆိုဒီပြား150လောက်ထိတောင်ပါစီလိုနာဈေးပြင်းထားတဲ့အနေထားမှာရှိပါတယ်။လို့မလို့ပြီးခဲ့တဲ့နှစ်ချန်ပီယံလိ runner up အတင်းလေးဖြစ်တဲ့ quarter final အဆင့်လေးရောက်ရှိထားတဲ့အနေထားမှာတောင်ဒီဘော်ဒီသေးနှလုံး60စားကရမ်းပြင်းနေတဲ့အနေထားမှာရှိပါတယ်။ဒီပွဲမှာတော့ပထမကျော့ထိတိုက်ပြုတ်ဆုံမှုလို့ပဲဒီဘာစီလိုနာတို့ကဒီအိမ်ကွင်းမှာလည်းအိမ်ကွင်းအဝေးကွင်းကိုတိုက်စစ်ဖွင့်ကန်တဲ့အနေထားမှာဖြစ်တာကြောင့်အဝေးကွင်းတော့မွန်တို့ကလည်းဒီ Bundesliga အတင်းပြီးခံစစ်အရန်ကြီးအသားပြုတ်ပြီးကန်တတ်တဲ့အနေထားမှာမရှိတာကြောင့်ဒီပွဲမှာလည်းနှစ်သိန်းပေါင်း3ကိုများလာနိုင်တဲ့ပွဲလို့ယူဆပါတယ်ဒါကြောင့်မို့ကျွန်တော်ဒီဘော်ဒီဈေးပြင်းနေခုနဲ့အတူဘာစီလိုနာတို့လည်းကြီးအောင်လာနိုင်တဲ့အနေအထားမှာရှိပါတယ်ဒါကြောင့်မို့ကျွန်တော်ဘော်ဒီဈေး2+60နဲ့ကိုပေါင်းကြီး3လုံးရှုံးပေါက်ပြောက်မှာဒီဘော်ဒီမှာဘာစီဘော်ဒီနဲ့ကိုပေါက်အပေါ်ရွေးချယ်ထားပါတယ်ရလက်ခံမှန်းချက်က3-1ခံမှန်းထားပါတယ်နောက်တစ်ပွဲတော့ PSG နဲ့အဆွန်မီလာဒီပွဲမှာအရှင် PSG ကဘော်ဒီကြီး1လုံး60ရှုံးကိုပေါင်းကြီး350ရှုံးမှာကျေးပွင့်ထားပါတယ်အင်္ဂလိပ်အသကျင်းနဲ့အရှင် PSG က1လုံး60ရှုံးမှာဈေးမှန်တဲ့အနေအထားမှာရှိပါတယ်အရှိဖောင်ကြီးရမှာဆိုတော့ဖောင်ရတော့နှစ်သူနှလုံးကတော့ကောင်းမွန်ဆုံးအနေထားမှာရှိပါတယ် PSG ကလည်းဒီဇက်တိုက်နိုင်ပွဲတွေဆက်နေတယ်လို့ဒီကူကမှလည်းပြီးခဲ့တဲ့ပွဲကဒီကူကဖလားရရှိသွားတဲ့အနေအထားမှာရှိပါတယ်ချန်ပီယံလိမှာလည်းဒီ16တင်ရှုံးထွက်မှာလီဗာပူးကိုကျော်ဖြတ်ပြီးဒီအဆင့်ရောက်လာတဲ့အနေအထားမှာဖြစ်တာကြောင့် PSG တို့ကလည်းချန်ပီယံလိမှာခြေစွာနေတဲ့အနေအထားမှာတော့ရှိပါတယ်အဝေးဝင်အစတွန်ဗီလာကိုကြည့်ရမယ်ဆိုရင်တော့ဒီဆောင်းရာသီဂျိုးကမှာကစားသမားတစ်တွေဖြစ်တဲ့ Redford Balan အဆန်စီယိုတို့ကိုခေါ်ထားပြီးတဲ့နောက်ပိုင်းမှာဒီနိုင်ပွဲတွေဇက်တိုက်နိုင်ထားတဲ့အနေအထားမှာရှိပါတယ်နောက်ဆုံး73ပွဲမှာလည်းတပွဲပဲရှုံးထားပြီးတော့ရလက်တွေဇက်တိုက်ကောင်းထားတဲ့အနေအထားမှာရှိပါတယ်ဒီအစတွန်ဗီလာရဲ့ညီပြဦးနိုင်အမ်ဘီယာလည်းဒီလိုမျိုးရှုံးထွက်ပွဲစဉ်တပွဲလုံးပွဲစဉ်တွေမှာရလက်ကောင်းအောင်ခံစစ်ကိုသားပေးပြီးတော့စွမ်းဆောင်တဲ့အနေအထားမှာဖြစ်တာကြောင့်ဒီပွဲမှာတော့ဒီကိုပေါင်းကြီး350ရှုံးပေါက်ကြည့်အောင်မှာ PSG တို့လည်းဝေးရဖို့ခက်ခဲလာနိုင်တဲ့အနေအထားမှာရှိပါတယ်ဦးနိုင်အမ်ဘီယာလည်း PSG ကို200ဒီကန်တယ်ဘူးတဲ့အနေအထားမှာလည်းဖြစ်တာကြောင့် PSG ရဲ့ကစားပုံကိုဦးနိုင်အမ်ဘီသိထားတဲ့အနေအထားမှာရှိပါတယ်ဒီပွဲမှာတော့ကိုပေါင်းကြီး350ရှုံးပေါက်ကြည့်အောင်မှာဒီနဲ့အမီတို့ခန်းစစ်ကိုအဝေးကွင်းဖြစ်တာကြောင့်ခန်းစစ်ကိုအသားပေးပြီးတော့ပြင်ဆင်လာမဲ့အနေအထားမှာဖြစ်တာကြောင့်ကိုပေါင်းအောက်ကိုရွေးချယ်ထားပါတယ်။ဘော်ဒီကြီး160ရှုံးပေါက်ကြောက်မှာလဲကျွန်တော်အဝေးကွင်းအဆွန်ဗီလာဘော်ဒီကိုရွေးချယ်ထားပါတယ်။ကိုရလက်ခမန်ချက်က1-1ခံမှန်းထားပါတယ်။နောက်တစ်ပွဲတော့ချန်ပီယံရှစ်ပွဲစဉ်ဖြစ်တဲ့ Oxford နဲ့တူလီယာဒီပွဲမှာအင်ရှင် Oxford ကဘော်ဒီကြီး level 20ရှုံးနဲ့ကိုပေါင်းကြီးနှလုံးပြား30စားမှာခြေဖွင့်ထားပါတယ်။ဒီနေ့တင်ကတော့ဒီလက်ရှိအဆင့်16နဲ့အဆင့်18နေရာမှာရပ်တည်ထားပြီးဒီတန်းစင်းစုံအတွက်ဖျားရှိနေသေးတဲ့အတင်းနှစ်တင်းဖြစ်ပါတယ်။လက်ရှိဖောင်ကြည့်ရမှာဆိုတော့ဖောင်ရတော့အင်ရှင် Oxford ဖောင်နှင်းငယ်ပိုကောင်းနေပါတယ်နောက်ဆုံး5ပွဲမှာ2ပွဲနိုင်2ပွဲရှုံး2ပွဲဒီဝေးဝင်းဂျူဘီယာကတော့ဒီအပေါ်မှာရက်တည်နေရဆိုပေမဲ့နောက်ဆုံး5ပွဲမှာနိုင်ပွဲပျောက်ထားပါတယ်3ပွဲရှုံး2ပွဲတည်နေဖောင်ရတော့ Oxford လောက်ကောင်းမွန်ထားတဲ့အနေအထားမှာမရှိပါဘူးကျွန်တော်ဒီပွဲမှာတော့ဖောင်ရလဲအင်ရှင် Oxford တို့ကောင်းမွန်ထားတဲ့အနေအထားမှာဖြစ်တာကြောင့်ဒီဇယားမှာလဲဇယားအောက်မှာရက်တည်နေပြီးတန်ဆင်းစုံအတွက်ဖီအားပိုရှိနေတဲ့အနေအထားမှာဖြစ်တာကြောင့်အင်ရှင် Oxford ဘော်ဒီကိုရွေးချယ်ထားပါတယ်ရလက်ကမန်ချက်က1စီခံမှန်းထားပါတယ်နောက်တစ်ပွဲတော့ Coventry နဲ့ Portsmouth ဒီပွဲမှာ Asian Coventry ကဘော်ဒီကြီးတစ်လုံးသုံးတဲ့စားနဲ့ဘူပေါင်းကြီး3လုံး9တဲ့စားမှာခြေပွင့်ထားပါတယ်ဒီလက်ရှိမှာတော့ Coventry ကအဆင့်ခွင်မှာရပ်တည်နေပြီးဒီ Portsmouth ကအဆင့်ဆက်ခွင်နှစ်လုံးလုံးကတော့ရမှလိုအပ်ချက်ရှိနေသေးတဲ့အနေအထားမှာတွေ့ရပါတယ် Asian Coventry ကလည်း Premier League Playoff ကံဖို့အတွက်အဆင့်6နေရာကိုတလန်းဖို့ရမှလိုအပ်ချက်ရှိနေတဲ့အနေအထားမှာရှိပါတယ်အဝေးဝင်ပို့မောက်ကလည်းဒီတန်းစစ်စုံဖျားရှိနေတဲ့အနေအထားမှာတစ်လုံးလုံးရမှလိုအပ်ချက်ရှိနေတဲ့အနေအထားမှာဖြစ်တာကြောင့်ဒီပွဲမှာတော့အဝေးဝင် Portsmouth တို့ပေရလက်ထွက်အောင်ဒီ view စိုက်ပြီးပြင်ဆင်လာမဲ့အနေအထားမှာရှိပါတယ်ဒါကြောင့်ကျွန်တော်တစ်လုံး30စားပေါက်ကြည့်အောင်မှာဒီပြား30လောက်ရင်းပြီးတော့အဝေးဝင် Portsmouth ဘော်ဒီကိုရွေးချယ်ထားပါတယ်ရလက်ခမန်းချက်က1-1ခံမှန်းထားပါတယ်ဘလို့နေညမှာအားလုံးအပေါင်းပြကြပါတယ်ဗျ